လာပါဒီနေ့ကကျမ blind box ဖွင့်ပြသွားမှာဖြစ်ပါတယ်ဒီကတော့ကျမဝယ်လိုက် blind box လေးပေါ့နော် and this is my sister and then another one ဒါလေးကျမညီမလေးဟာပြီးဖြစ်ပါတယ်ကျမဝယ်လိုက်ပေါ့နော်ကျမတို့တစ်ခုပဲဝယ်လာပါဒါရှင်တို့သိနေတယ်ပေါ့နော်ဖုန်းနောက်မှာထည့်ရတဲ့ဟာလေးပေါ့နော်အဲ့ကျမဒါလေးဖောက်ပါမယ် guys unbox အဲ့ဆိုဖွင့်လိုက်မယ်နော်နောက်ဖွင့်မယ် Oh my god oh my god oh my god oh my god ဒါအထက်မှာအိတ်လေးနဲ့ကတ်မကြောက် I cannot show you that ဟာလေးလေသူ့ဟာလေးကကျတော့အော်ဆက်ရှောနောက်ခုအောင်ပါလားခုအဲ့စီးခွေ ဟာလေးပုံတော့ဒီမှာအထက်ကညကြဒီနေ့ခုကမောက်ပေးလေးတော့ so ကျမဟာလေးစောက်ဖွင့်လာမှာခလိုက်ဆောင်ကျမဟာကပ်ပါရဒီနေ့ဒီမှာကပ်လေးတစ်ခုလို့ရှိတယ် attach me အော်ဒါတော့ attach ရမယ့် instruction ပေါ့နော်အဲ့တော့ကပ်ကတော့တော်လေးမပါလို့ okay so စာဖွင့်တော့ရေကျမဖွင့်တော့မယ်ဒါကျမညီမလေးဖုန်းမှာချက်ပြနော်ဆက်မှာဖြစ်ပါတယ် ရရလို့ကတိပါလာလေးပတ်ပါစာဖွင့်လာတော့တူစိတ်ဆိုင်လေးအော် လေးရတယ်လေ ကျမလိုချင်တာလေးပြလိုက်အောင်မခဏလေးဆောင်ကျမလိုချင်တာလေးဒီတောင်းမှလိုချင်တာဆိုရင်ဒီဟာလေးလိုချင်တယ်ဒီဟာလေးလိုချင်တယ်ဒီဟာလေးလိုချင်တယ် လာရှိတော့ဒီမှာကပ်ပါပါ အပန်းရ လာရှိတော့ဒီမှာကပ်ပါပါရေခေါင်းလေးရေခေါင်းလေး နှစ်ခုပါကွာ ရေခေါင်းလေးလာရေ ပ ခေါင်း န်းလေး လေး လိုချင်တာလည်းပန်းရမှာပဲဆိုတော့လေပန်းရလေးရတယ်ပေါ့နော်ကပေါ်နှစ်ခုပါရောရှေ့ရအမွေးပွားလေးနေတယ်သူများပြောလိုက်တယ်ဒါအရလေးရတော့ကောင်းမယ်ပေါ့နော်ဖုန်းနဲ့ချိန်ရစစ်စားလေးပါတော့မြက်ဖောက် Okay so ကျမညီမလေးပဲဖောက်ပြသွားပြီပေါ့နော်ဖောက်ပြဆိုတော့ဘိုင်းထုံဝေး guys ကျမအဲ့တွေ့ခဲ့ပေါ့နော်ကျမပြောမယ်ဆိုရင်ကျမတော့ပေါ့နော်အဲ့ရာတော့ပတ်စံစုလိုက်အောင်မယ်ရာရဲ့အဲ့မှာ Ocean Baby တွေတွေ့ Ocean Baby က3000နဲ့Ocean Baby က3000နဲ့ဂျန်ရှင်းအိမ်မှာတော့ဝယ်မယ်ဆိုရင်ဂျန်ရှင်းအိမ်မှာဝယ်မှာပေါ့နော်ဟိုမှာကျတော့က like I think ဒီဘဘာမှာကျတော့လေနီးရတိုင်းပဲလေမသွားတော့ပါဘူးဒီမှာဒါလေးကတ်လာအောင်မယ်နော်ရင်းနေခက်ခဲနေ Okay I got it now ကတ်လာအောင်မယ်အဲ့တော့ဒီမှာပေါ့နော်ကျမကတ်လိုက်ပါရှင်း So guys ဒါပါပဲ bye bye ဘယ်လောက်လေးလာဖောက်ပေးရပါဒါနဲ့ဒါကျမညီမလေးရသွားတာပေါ့နော်ဒါလေးပါချစ်ချလေးပေါ့နော်ကျမညီမလေးဖွင့်တဲ့ဟာလေးရကြတော့ပေါ့နော်ကျမ